2025 ခုနှစ်အတွင်းမှာသွားကြိုးထားကြတဲ့နုပညာရှင်2ယောက်လက်တလုံးမှာစားထိုးထားတာမဟုတ်ပဲသွားကြိုးထားတဲ့နုပညာရှင်2ယောက်ရှိပါတယ်။သူတို့2ယောက်ကတော့တင်ဆောင်ဝင်းကျော်နဲ့စံရီမိုးမြင့်တို့ပါ။အထူးသဖြင့်စံရီမိုးမြင့်ဟာကောင်းပြည့်နဲ့တဏ္ဍာပူရဲ့မင်္ဂလာဆောင်သွားရင်သွားကြိုးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။စံရီမိုးမြင့်ဟာရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ပရိသတ်တွေကချစ်ခင်အားပေးကြရတာပါ။ဒါအပြင်စံရီမိုးမြင့်ဟာဖက်ရှင်နဲ့ပတ်သက်လာရင်လေခေတ်ရှိပြင်းနေတဲ့မင်းသမီးလေးတစ်လက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့စံရီမိုးမြင့်တယောက်သွားတစ်ချောင်းကျွတ်သွားခဲ့ရပါတယ်။ဒီလိုစံရီမိုးမြင့်ရဲ့သွားကြိုးသွားရတာနဲ့ပတ်သက်ပြီးမင်္ဂလာဆောင်မှာဝါတီးစားနေရင်သွားကြိုးသွားတာလားမင်္ဂလာပွဲမှာငွေမိုးကျင်းနေတော့ငွေလိုက်ကောက်လို့တိုင်မိပြီးသွားကြိုးသွားတာလားဆိုပြီးထင်ကြီးပေးနေကြတာပါ။တချို့ကလည်းမင်းသမီးစံရီမိုးမြင့်တယောက်ပြုတ်ပြင်ခြင်းလို့သွားကြိုးထားတာများလားလို့ထင်ကြီးပေးနေကြတာပါ။သေးကြတာကတော့ကိုအနာခံပြီးတော့ကိုယ်တိုင်ဆွဲနှုတ်ထားတာမဟုတ်တာကတော့အသေးကြပါနောက်ထပ်သွားကြိုးထားတဲ့အနုပညာရှင်ကတော့တင်ဆောင်ဝင်းကျော်ပါတင်ဆောင်ဝင်းကျော်ဟာမေယိုကြောလိုက်ဖော်ဖို့နဲ့သွားရှစ်ချောင်းလောက်ချိုးထားရတယ်လို့ဆိုပါတယ်ဒါပေမဲ့လေတင်ဆောင်ဝင်းကျော်ဟာအရင်လိုမလာတော့လို့လူပြောများနေတာပါအထူးသဖြင့်သွားကြိုးပြီးမှမျက်နှာကပိုပြီးအိုစနာကျသွားတယ်လို့ဆိုပါတယ်